အားလုံးပဲမင်္ဂလာပါကန်တာစီဇိုင်းနေ340ဝန်းကျင်ဖြစ်နေတဲ့အချိန်မှာအစ်စ်လို quality လေးလဲကြံအောင်မယ်ပါကင်ဖောက်ရှုံးလေးတွေနဲ့မိတ်ဆက်ပေးမယ်အစ်စ်ဈေးတက်10သိန်းနီးပါးသက်သာမဲ့ဟာလေးတွေပေါ့နော်တစ်ချက်ကြည့်လိုက်အောင်ဗျနှစ်စီးလုံးကတော့ MD1 85W တွေနဲ့လာတယ်နောက်ဟိုပါပေါ့ model တွေကလည်း2024 model တွေဖြစ်မယ်နော်ဒီဘိန်းလေးဆိုရင်ရှေ့နောက် order ရလေးတွေကြံအောင်မယ်ဒါ order ရဖြစ်မယ်နောက်လဲ order ရဖြစ်မယ်နော်တစ်စီးလုံးကတော့ all sale ပေါ့နော်နောက်ပြီးတော့ engine တွေကတော့နှစ်စီးလုံးအဖွင့်လက်လုံးဝမပါသေးပါဘူး engine parking အတိုင်းလေးတွေပဲရှိသေးတယ်စက်တက်မီလိုင်းတွေအကုန်ကောင်းတယ်နံပါတ်လေးရိုက်ပြလိုက်နော်ဒီရှင်းတော့ order ရနေဘိန်းလေးက MD1 85W ကိုမှကနန်းလေးလုံးနဲ့ကောင်လေးဖြစ်မယ်နော်ဒီဘိန်းလေးကတော့ကျွန်တော်ရောင်းချပေးမှာ32သိန်း8000 32သိန်း8000ကို shorting ပါလုပ်ပေးအောင်နော်နောက်ဒီဘက်ကဘိန်းလေးကကြတော့ MD1 85W ကို2000ကျော်လေးဗျသူကတော့ရှေ့နောက် order ရမဟုတ်တော့ဘူးเนาะတာယာလေးတွေလဲပြီးသွားပြီဒါပေမဲ့ engine တွေဘာတွေကတော့အဖွင့်လက်မပါသေးဘူး main condition အသစ်နီးပါးတန်သေးတယ်ဒီကောင်လေးကိုရောင်းချပေးမှာကတော့31သိန်း8000ဒီနှစ်စီး3သိန်းกว่าမယ်เนาะဒီရှေ့နောက် order ရနေဘိန်းလေးက32သိန်း8000ဒီကောင်လေးက31သိန်း8000ဒီဘိန်းလေးနှစ်စီးရှိပါမယ်ကျွန်တော်ဆိုင်လိပ်စာလေးကတော့ Sunshine Moto 53 B လမ်း133134ကြားမန္တလေးစက်မှု1မှာရှိပါတယ်လာရောက်လေ့လာဝယ်ယူအားပေးဖို့ဖိတ်ခေါ်အပ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်